Hello မင်္ဂလာပါဖိုကရနည်းညာပြန်လာကြိုးစားပါတယ်ဗျကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ဖုန်းလေးဖွင့်နေတာနဲ့အခုလိုမျိုးကျွန်တော်တွေဒီမှာအခုလိုမျိုးကိုအဆင်ပြေပုံလေးကိုထားလို့ရတဲ့နေရာပေးမှာဖြစ်ပါတယ်ကိုကောင်လေးကိုကောင်မလေးပုံထားလိုက်ရတယ်တခြားသောဖျက်ပုံတွေအားလုံးကြိုက်တဲ့ထားလို့ရပါတယ်ဗျ Okay ထားနည်းလေးကိုဆက်လက်ပြီးမြောက်ပေးမှာဖြစ်ပါတယ်ရန်လွှဲပါတယ်ဒါတော့ widget ထားနည်းပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်တို့ဖုန်းလေးကိုဖုန်းရဲ့အလွတ်တနေရာလေးကိုလက်လေး၃ချောင်းနဲ့လက်၂ချောင်းနဲ့ဒါလေးဆွဲလိုက်မယ်ဆွဲလိုက်လို့ရှိရင်ကျွန်တော်တို့ခုနေရာလေးမှာဒီမှာနော်မပေါ်လာပြီမှန်နော်ဒီမှာတော့ widget ပေါ့နော်အဲ့လိုမျိုးပေါ်လာပြီအဲ့တော့ကျွန်တော်ပြန်ဆွဲပြမယ်အဲ့တော့ဖုန်းရဲ့အလွတ်နေရာတက်နေရာလေးမှာကျွန်တော်တို့လက်နှချောင်းနဲ့ဆွဲလိုက်ရင်ခုလိုမျိုးလေးပေါ်လာတယ်အားလုံးမဲ့ဒီဟာလေးကိုဆွဲဖို့မယ်ထင်ပါတယ်ပြီးရင်ဒီဟာလေးကို widget ဆိုတာလေးကိုနှိပ်လိုက်မယ် Okay ဒါလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့တွေဘာရှာမလဲဆိုတော့အောက်နားလေးကိုဆွဲလိုက်မယ်အောက်နားလေးသွားလိုက်မယ်အောက်နားလေးသွားလိုက်မယ်အောက်နားလေးOkay အောက်နားလေးသွားလိုက်မယ်အောက်နားလေးသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီပုံလေးကိုတွေ့ရလိမ့်မယ်အဲဒီမှာ photo ဆိုတဲ့ဟာလေးကိုရှိလိုက်မယ်ဖုန်းလေးမပါနော်အဲ့ဒါလေးကိုနှိပ်လိုက်ပါဗျဒါလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးကျွန်တော်ဖုန်းလေးမှာပါတဲ့ add home screen ဆိုတာလေးရှိတယ်ဒီမှာ home screen ဒီမှာ home screen ပါနော်home screen လေးကိုနှိပ်လိုက်ပါဗျဒါဆိုရင် home screen မှာရောက်သွားပါပြီကြိုက်လို့ထားလို့ရပါတယ်အကြီးသေးတဲ့ကြိုက်လို့ထားလို့ရပါတယ်ပဲကြီးကျင်လားတေးကျင်လားကြိုက်လို့ထားလို့ရတယ်โอเคဒါဆိုရင်အဲ့ပုံမှာကျွန်တော်တို့ပုံထားကြတဲ့ပုံအစားထိုးမယ်စားထိုးမယ်ဆိုတော့ဒါလေးကိုနှိပ်လိုက်မယ်ဗျဒါလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ရင်ဒီမှာကျွန်တော်ထားကြတဲ့ပုံကိုရွေးဖို့ပေါ်လာပါပြီဒီမှာတော့မိတ်ဆွေများအဆင်ပြေတဲ့ပုံထားလို့ရပါတယ်ဗျနော်โอเคဒီမှာလည်းကျွန်တော်ကြိုက်တဲ့ပုံတစ်ပုံထားလိုက်မယ်နော်ကျွန်တော်ကြိုက်တဲ့ပုံတစ်ပုံထားလိုက်โอเคဒီမှာပတ်စံပုံလေးထားလိုက်မယ်ဗျာကျွန်တော်ပတ်စံပုံလေးသုံးဖို့လည်းဖျက်ပုံထားလိုက်မယ်โอเคဒီမှာဖျက်ပုံလေးဒီမှာနော်ဖျက်ပုံလေးโอเคပေးလိုက်မယ်ပြီးတော့အဲ့တော့ဒီမှာလည်းကိုယ့်ကိုအကြီးသေးလေးပေါ့ဘယ်လို site မျိုးလေးလဲအကြီးသေးလေးကိုယ့်ကိုအကျုပ်ချက်ရတယ်မနော်အကျုပ်ချက်ရတယ်ကိုယ့်ကိုထားလို့ရတယ်ဒီဘက်ထားလို့ရဒီဘက်ထားလို့ရကျက်လို့ထားပါဦးနော်အဲ့တော့ဒီဘက်မှာလည်းဘယ်လိုပုံစံလေးလဲဒီလိုပုံစံလေးလားဒီလိုပုံစံလေးလားဒီလိုပုံစံလေးလားအယောင်လေးလည်းထည့်လို့ရပါသေးတယ်ဗျဒီမှာအယောင်လေးတွေကြိုက်တာထည့်နော်ဘယ်လိုတော့မှနေချင်တာလဲ Okay ပြီးဆိုတာနဲ့ဒန်းနေလိုက်မယ် Okay ဒါဆိုရင်ဒီမှာအိမ်မှာပြီးသွားပြီဒါဒီဟာလေးကိုကြိုက်နေမှာရွှေ့ထားလို့ရတယ်ကိုမလို့ချင်းဖြောက်ထားခြင်းနဲ့ဆိုရင်ဒါဖိလိုက်ပြီးတော့ remove နေလိုက်ပျောက်သွားပါတယ်ဒီနေ့မှာပုံလေးတွေအများကြီးထားလို့ရတယ်ဒါတော့ message များဖုန်းလေးပွတ်လိုက်တာနဲ့ကျွန်တော်တွေကိုကန်ကောင်းစေတဲ့ပုံလေးဖျားပုံလေးကိုသဘောကျတဲ့ပုံကျွန်တော်ရုပ်ရှင်မင်းသားမင်းကြီးပုံလေးကိုကောင်ပုံလေးကိုကောင်မလေးပုံလေးဖေးမင်းပုံလေးကြိုက်တာထားလို့ရပါတယ်ဗျထားလေးများပေးလိုက်ပါတယ်နော်အဲ့တော့တိပ္ပတမေ့ဆိုတော့ရှိပါတယ်မသိတဲ့မေ့များအတွက်များပေးခြင်းဖြစ်ပါတယ်အားလုံးကြီးဒီမှာဗျနောက်ပြီးတော့မှလည်းခုလိုမျိုးကျွန်တော်တွေပုံနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့ကျွန်တော်အသုံးဝင်မဲ့နည်းပညာ setting လေးနဲ့ပြန်လာပါအောင်မယ် Lions နဲ့ပြီးအပိထားကြပါအောင်ဗျာ